န်လေးဈေးချိုတော်ဈေးရုံကြီးအောင်ရပိုင်းရတွင်ပြန်လည်ဖွင့်လှစ်သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းချောင်းယာယီပိတ်ထားရတဲ့မန်လေးဈေးချိုတော်ဈေးရုံကြီးကိုဧပြီလ24ရက်နေ့ကစတင်ပြီးဈေးဖွင့်ရက်တွေအတိုင်းပုံမှန်ပြန်လည်ဖွင့်လှစ်လက်ပတ်သွားမယ်လို့အစစ်မြစ်ဈေးချိုတော်နှင့်တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ကသိရပါတယ်။ငလင်တန်းတင်ဈေးချိုတော် area အတွင်းရှိဈေးရုံအသီးသီးရဲ့ကြန့်ခိုင်မှုနဲ့အနေရကင်းရှင်းရဲ့အတွက်တိုင်းတရန်စားတာဝန်ကြီးဦးဆောင်တဲ့တိုင်းဒေသကြီးအဆင့်စစ်ဆေးရေးအဖွဲ့တွေကဧပြီလ3ရက်နေ့အိန္ဒိယနိုင်ငံဘေးရန်ရဲ့ကင်းရေးနှင့်ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့ကဧပြီလ9ရက်ထို့မှစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်ဆေးချက်တွေအရတောင်မြောက်တိုက်တန်းကြီးဈေးရဆောက်ဦးတွေကိုအနီရောင်အဆင့်သတ်မှတ်ပြီးဖြတ်သိမ်းသွားမှာဖြစ်တာကြောင့်ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့၎င်းတို့ရဲ့ပစ္စည်းတွေကိုသိမ်းယူနိုင်ဖို့ကိုလည်းဧပြီလ9ရက်အထိခွင့်ပြုပေးခဲ့တယ်လို့ဆိုပါတယ်။စစ်ဆေးချက်အရစစ်မြင့်ဈေးချိုရောပင်မအဆောက်အဦမှာမိတ်စထရက်ချာထိခိုက်မှုများမတွေ့ရှိရဘဲကြမ်းခိုင်မှုကောင်းမွန်နေထားကြောင်းဈေးဆိုင်ခန်းပိုင်ရှင်တွေကိုတန်ရှင်းရေးနဲ့ဈေးဆိုင်ခန်းတွေတည်ခင်းပြုပြင်ဖို့ဧပြီလ23ရက်ကနေ23ရက်အထိဖွင့်လှစ်ပေးသွားမှာဖြစ်ကရုံးအတွင်းပိုင်းကြမ်းခိုင်မှုစစ်ဆေးထားနဲ့ရုံးဝင်လန်းထွက်လန်းရှင်းလင်းထားကိုလည်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဒါအပြင်ငလင်းချောက်ပြင်ဆင်ဖို့လိုအပ်နေတဲ့မန်လေးဈေးချိုရောကိုင်းတန်းဈေးရုံကြီးကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်သွားမယ်လို့မန်လေးစီပင်သားယာရေးကော်မတီကသိရပါတယ်။အဆိုပါကိုင်းတန်းဈေးရုံမှာအကြီးစားပြင်ဆင်ရမှာဖြစ်တာကြောင့်ဆိုင်ခန်းရှင်တွေကိုအယောင်းဝယ်လုပ်ကိုင်နိုင်ဖို့ယာယီဆိုင်ခန်းနေရာတွေချထားပေးထားတယ်လို့ဆိုပါတယ်။လက်ရှိချထားပေးတဲ့ဆိုင်ခန်းတွေနေရာကတော့ငပိငချောက်ကုန်းတဲ့တွေအဆင်ပြေစွာဆက်လက်ရောင်းချနိုင်ဖို့အတွက်လည်းသိရပါတယ်။ဒါကြောင့်ဈေးကြီးကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ချိန်မှာလည်းအနေရကင်းရှင်းရေးကိုအဓိကဦးစားပေးတဲ့အနေနဲ့ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပေးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်လို့သိရပါတယ်ရှင်။